မင်္ဂလာပါရှင် Rose Silent Real Estate Company Limited မှာဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ငွေကြေးလွှဲပြောင်းမှုနဲ့အချိန်လွှဲပြောင်းမှုဘယ်ဟာကပိုရေးပါတယ်လဲဆိုတာပဲဖြစ်ပါတယ်ရှင်မိတ်ဆွေတို့အနေနဲ့ဒီပေါ့နော်ဘဝမှာပတ်စံပိုရခြင်းလားအချိန်ပိုရခြင်းလားတချို့တွေကတော့နှစ်ခုစလုံးပဲလို့ပဲဖြေမှာပေါ့နော်ဒါပေမဲ့တစ်ခုပဲယူရမယ်ဆိုရင်ရောလွတ်လပ်မှုဆိုတာကတော့အောင်မြင်တဲ့လုပ်ငန်းရှင်တွေပညာရှင်တွေအများစုကပတ်စံရှာဖို့အတွက်ပေါ့နော်အချိန်တွေအများကြီးကိုသုံးဆွဲကြတယ်အဲ့ခါမှာယာရုတွေတိုးတယ်လစာတွေတက်လာတယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးမှာတော့အရေးကြီးတာငွေစည်းတွေကတုံရနေမဟုတ်ဘဲနဲ့အချိန်ကိုပေါ့နော်ကိုယ်ဆန္ဒအတိုင်းသုံးဆွဲနိုင်တဲ့လွတ်လပ်ခွင့်ကိုသာတကယ်လို့ကျင်လာတယ်လို့သတိထားမိလာတယ်ပေါ့နော်ကိုကတော့ပေါ့နော်ဒီကိုယ့်ရဲ့ပညာရဲ့ပိုင်းဆိုင်ရာတွေဒီစီးပွားရေးတွေလုပ်ငန်းတွေမှာပဲရင်းနှီးမြှုပ်နှံပြီးတော့နေ့ရောညရောစူးစမ်းတယ်ပေါ့ဒါပေမဲ့ကိုယ့်ရဲ့သားသမီးလေးတွေပေါ့နော်ဒီငယ်စဉ်ကလေးဘဝမှာကြီးလာတဲ့အချိန်မှာကိုကအချိန်မပေးနိုင်ခဲ့ဘူးဆိုလို့ရှိရင်ကလေးတွေအတွက်ကို good parenting ပေါ့နော်ဂရုမစိုက်နိုင်ခဲ့လို့ရှိရင်ကလေးတွေနဲ့ကိုယ်နဲ့လည်းစိမ့်သွားမယ်သူတို့ရဲ့ငယ်ဘဝတကယ်အရေးပါတဲ့အချိန်မှာကိုကမပါဝင်မဲနဲ့ပေါ့နော်ဒဇိမ့်သက်သက်ဖြစ်နေတဲ့အဲ့ဒီမိသားစုတွေမိဘတွေအများကြီးပဲပေါ့နော်ဒါကတော့ဘဝတလန်တွေအချိန်ပေးခဲ့ကြတဲ့လူတွေအများစုဖြစ်ဖြစ်ထားရှိတာပေါ့နော်နောက်တချို့ကြတော့လည်းစီးပွားရေးကိုဖိရှာတယ်မိဘတွေရဲ့ကျန်းမာရေးကိုဂရုမစိုက်မိဘူးကိုယ့်ရဲ့မိသားစုရဲ့ကျန်းမာရေးကိုဂရုမစိုက်မိဘူးကိုယ်တိုင်ရဲ့ကျန်းမာရေးကိုလည်းဂရုမစိုက်မိဘူးပေါ့နော်အဲ့ခါမှာအချိန်လုံးမှနောင်တတွေရတယ်ပေါ့ငါသာတနေ့ပေါ့နော်ဒီကျန်းမာရေးအတွက်အချိန်လေးပေးနိုင်ခဲ့ရင်ငါမိဘတွေမဆုံးမိမှာပေါ့နော်ငါပို့ပြီးတော့အချိန်ပေးပြီးတော့ခရီးတွေထပ်ဖြစ်ခဲ့ရင်ငါသာဒီလိုမတန်မဆွမ်းမဖြစ်တဲ့အချိန်မှာပေါ့နော်မဖြစ်ခင်အချိန်မှာငါပို့ပြီးတော့ကျန်းမာရေးလိုက်စားခဲ့ရင်ဆိုပြီးတော့နောင်တတွေအများစုရကြတယ်ပေါ့နော်အဲ့တော့ငွေကြေးလွတ်လပ်ခွင့်ဆိုတာတော့ဒီအချိန်လွတ်လပ်ခွင့်ရဲ့အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်တယ်ပေါ့နော်အဲ့တော့ငွေကြေးလွတ်လပ်ခွင့်မှာဆိုတာဘာတွေလဲဆိုလို့ရှိရင်ဝင်ငွေကအသုံးစရိတ်ထက်ပိုများတယ်ကိုယ့်ရဲ့ဝင်ငွေကကိုယ့်ရဲ့တစ်လအသုံးစရိတ်ထက်ပိုများတယ်နောက်ပြီးတော့လစာတစ်ခုတည်းကိုမမိခိုးဘူးနောက်ပြီးတော့ငွေအတွက်မပူရဘဲနဲ့ကိုလိုချင်တာတွေကိုရွေးချယ်နိုင်တာပဲဖြစ်ပါတယ်ရှင်ဒါကစိတ်ချမ်းသာမှုပေးပြီးမြဲအချိန်ကိုတော့သူကတေချာမထိချုံနိုင်ဘူးပေါ့နော်အခြေခံအုတ်မြစ်ပဲအခြေခံပဲရှိသေးတယ်သွားမယ်ပန်းတဲ့နေရာမဟုတ်သေးဘူးအချိန်ရဲ့လွတ်လပ်ခွင့်ကစစ်မှန်တဲ့ပန်းတိုင်းအချိန်လွတ်လပ်ခွင့်ဆိုတာကတော့မိမိရဲ့အချိန်စရာကိုကိုယ်တိုင်ထိချုံနိုင်တယ်အလုံးမလုံးရင်တော့ဝင်ငွေရှိနေတယ်အရေးပါတဲ့အရာတွေကအချိန်ပေးနိုင်တယ်ကိုယ့်ဘာသာကိုပေါ့နော်ဘယ်နည်းမှာတော့အလုံးလုံးပဲဘယ်နည်းမှာအလုံးမလုံးဘူးကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တယ်နောက်ပြီးတော့အလုံးမလုံးဘူးခရီးတွေရွက်သွားနေမယ်ပေါ့နော်ဒါပေမဲ့ကို့မှာ passive income တွေရှိနေလှည့်ကြည့်ကြမလို့ကိုအချိန်တိုင်းကိုဘန်းကောက်ထဲမှာသူဝင်လာတယ်ပတ်စံအပြည့်ပဲပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့ကိုကဒီလုပ်ငန်းတစ်ခုကိုမလုပ်ဘဲနဲ့ရက်တက်လိုက်ရင်တော့မှတခြားဝင်ငွေတွေရှိနေတဲ့အတွက်ပေါ့နော်တကယ်ကိုမိသားစုအရေးပေါ့နော်တကယ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေကိုပို့ပြီးတော့အချိန်ပေးလာနိုင်တယ်ပေါ့နော်များသောအားဖြင့်လူတွေကဒီ9 to 5မှာပို့ပြီးတော့ခြေကျုံမိကြတယ်ပေါ့နော်အဲ့လို9 to 5လုပ်တဲ့လူတွေလည်းခြေကျုံမိကြတယ်နောက်ပြီးတော့ဆရာဝန်တွေအမှုဆောင်ရရှိတွေစည်ရင်းကင်တွေကပြောကြတာပတ်စံအများကြီးကတော့ရတယ်ပေါ့နော်ဒါပေမဲ့ဘဝကိုခံစားဖို့ enjoy လုပ်ဖို့အချိန်မရှိဘူးနှစ်တိုင်းလစာတွေကတိုးတယ်လစာတွေတိုးပေမဲ့လည်းစိတ်ဖိစီးမှုတွေလည်းတိုးတယ်ပေါ့နော်ပတ်စံများရင်လွတ်လပ်မယ်လို့ထင်ပေမဲ့ဒါပေမဲ့သူကအလုပ်တွေကတော့ပို့ပြီးတော့များလာတယ်ပို့ပြီးရှုပ်လာတယ်အဲ့တော့သူကပတ်စံတွေများတယ်ယာရုတွေတော့တက်တယ်ဒါပေမဲ့အချိန်လွတ်လပ်ခွင့်ဆိုတာသူတို့မှမရှိတော့ဘူးပေါ့နော်အဲ့တော့ work life balance လည်းမဖြစ်တော့ဘူးပေါ့နော်အရန်ကြီးပဲ strict ဖြစ်ပြီးတော့ pressure တွေပြီးတယ်အဲ့တော့မျိုးအပ်ပဲနဲ့အလုပ်ဖိစီးမှုစိတ်ဖိစီးမှုတွေဖြစ်တော့အိမ်တွင်းတွေလည်းအဆင်မပြေဘူးအဆင်မပြေတဲ့အပြင်ကသွေးတိုးနှလုံးစီးကြိုနောက်ဆက်တွဲယောဂတွေကလည်းဝင်လာလေးရှိတယ်ပေါ့နော်အဲ့တော့အဖြေကတော့သူက passive investment စဉ်ဆက်မပြတ်ဝင်ငွေဝင်နေတဲ့စနစ်ကိုတော့ကျမတို့တိစောက်ဖို့လိုတာပေါ့ရှင်အဲ့တော့ HM ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကလည်းဒီ passive income investment တစ်ခုတိစောက်ဖို့အတွက်ကိုဒါတစ်ခုပါဝင်မဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့တစ်မှာအရင်နည်းလည်းရှိတယ်ကျမတို့ Silent Real Estate Company Limited လို့တကယ်ကျွမ်းကျင်တဲ့သူတွေရှိမှအချိန်နဲ့အသိပညာတွေရှိတယ်ဒါဆိုကျမတို့နှစ်ဦးပူးပေါင်းလိုက်တာနဲ့ရရှိတဲ့အကျိုးအမြတ်တွေကိုမျှဝေကြမယ်ပေါ့နော်အဲ့တော့တင်ကအချိန်မပေးဘဲနဲ့လူကြီးမင်းအနေနဲ့အချိန်မပေးဘဲနဲ့ property management လုပ်စရာမလိုဘူးနောက်ပြီးတော့ငှားရမ်းကနေကောက်စရာမလိုဘဲနဲ့ကြီးမားတဲ့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုတွေရဲ့အမြတ်တွေကိုရယူနိုင်ပါတယ်ရှင်
နောက်ဆုံးတော့ငွေကြေးလွတ်လပ်ခွင့်ဆိုတာကအသက်ရှင်ရည်တည်မှုကိုအဆင်ပြေချောမွေ့စေတယ်အချိန်နဲ့လွတ်လပ်ခွင့်ကိုကိုယ်စိတ်ကြိုက်ကိုဖန်တီးခွင့်ရှိတယ်ဘဝမှာအရေးကြီးဆုံးကအချိန်မှာပတ်စံဆိုတာကုန်သွားရင်ပြန်ရှာလို့ရတယ်ပေါ့နော်အခုပတ်စံ3,200သုံးလိုက်တယ်ဟုတ်တယ်သုံးတယ်ပြန်ရှာလို့ရတယ်3,400လည်းဖြစ်တယ်ဟာလားပြန်ရှာလို့ရတယ်ပေါ့နော်2ဆလည်းပြန်ရှာလို့ရ3ဆလည်းပြန်ရှာလို့ရဒါမဲ့လွန်ခဲ့တဲ့2နှစ်ကအချိန်ကိုဒီပတ်စံအမောက်ပေးပြီးတော့ဘလောက်ပေးဝယ်လို့မရအောင်လွန်ခဲ့တဲ့2နှစ်ကအချိန်တောင်မဟုတ်လွန်ခဲ့တဲ့မနေ့ကတနေ့ကအချိန်ကြီးတောင်မှပြန်ဝယ်လို့မရတော့ဘူးပေါ့နော်အားကြောင့်မလို့အချိန်ကတော့အဓိကတော့ကိုယ့်ဘဝအတွက်အရေးကြီးဆုံးပဲပေါ့နော်အချိန်နဲ့ပဲတိဆောက်ပြီးတော့အချိန်နဲ့ပဲသွားနေကြတာလူတိုင်းကဖြစ်တယ်အဲ့တော့တင်းရဲ့အချိန်ကိုလည်းတင်ပြန်ဝယ်ခြင်းသလားပေါ့နော်ပြန်ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်အိတ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုကိုလုပ်ကြပါ passive income ကိုတိဆောက်ကြပါလို့တိုက်တွန်းချင်ပါတယ်ရှင်ဟုတ်ကဲ့နောက်ထပ်အသေးသေးသိရှိလိုပါက Rose Silent Company Limited ဖုန်း0965059971ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်ဒီ post ကိုလည်းမျှဝေပြီးတော့တင်မိတ်ဆွေတွေကိုလည်း HMA ရင်းနှီးမြှုပ်နှံမှုအကြောင်းကိုပြောပြလိုက်ပါHMA နဲ့ပတ်သက်တဲ့ဘုသူတတွေကိုပုံမသိရှိလို့ရှိရင် Rose Silent Real Estate page လေးကို like and follow လေးလုပ်ခဲ့ကြဖို့မမေ့ပါနဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်